My Wish ပါမြန်မာ channel ကကြိုဆိုပါရယ်ဗီဒီယိုအသစ်များအကြောင်းအရာအသစ်များတင်တိုင်းသိရှိအားပေးနိုင်အောင် Subscribe လုပ်ထည့်ပြီးကနတာအချင်းလေးနည်းနည်းပေးုံနဲ့ထိရောက်တဲ့နီလန်လေးများရရှိကြပြီးအဆင်ပြေကြပါစေကျေးဇူးတင်ပါတယ်ခင်ဗျာကဲဗီဒီယိုလေးကိုစတင်နားထောင်ကြရအောင် မင်္ဂလာပါရှင်ဒီနေ့ကျမတို့တကယ်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတစ်ခုကိုဆွေးနွေးကြမယ်အဲ့ဒါကတော့အပြန်လည်မိခိုမှု interdependence ပေါ့နော် ဟုတ်ကဲ့မင်္ဂလာပါ လူတော်များများကလေခိုင်မြဲပြီးကျမတဲ့ဆက်ဆံရေးမျိုးကိုလိုချင်ကြတယ်ဒါမဲ့အဲ့ဒီလိုဆက်ဆံရေးရဲ့အဓိကအခြေခံတစ်ခုဖြစ်တဲ့ဒီ interdependence ကိုဘယ်လိုတည်ဆောက်မလဲဆိုတာကြတော့တိတ်တတိမထားမိတတ်ကြဘူး ဟုတ်တယ် ဒီနေ့တော့ Very Well Mind မှာ Jody Clark ရေးထားတဲ့စောင်းပါကိုအခြေခံပြီးဒီကိစ္စကိုနည်းနည်းအသေးစိတ်ဆွေးနွေးကြည့်ကြမယ် ကောင်းပါတယ် ကျမတို့ရဲ့ရွေးချက်ကတော့လေတယောက်ယောက်နဲ့တသက်တာလုံးခိုင်မြဲမယ်လုံခြုံမယ်နှွေးထွေးမယ်ပြီးလို့ကိုလည်းလွတ်လွတ်လပ်လပ်ဖြစ်တည်ခွင့်ရပြီးတိုးတက်မှုကိုအားပေးဆက်ဆံရေးမျိုးပေါ့အဲ့ဒါဘယ်လိုဖန်တီးမလဲဆိုတာကိုနားလည်ဖို့ပါပဲ ဟုတ်ပါတယ်အဓိကတော့ချက်ကတော့အဲ့ဒီ interdependence ဆိုတာဘာလဲပြီးတော့သူ့ရဲ့စန့်ကျင်ဘက်ဘယ်လိုဖြစ်နေလဲများသောအားဖြင့်ကြားမှမှုမရှိတဲ့ codependence နဲ့ဘယ်လိုများကွာခြားသလဲဆိုတာကိုရှင်းရှင်းလင်းလင်းနားလည်သွားဖို့ပါပဲ ဒီနှစ်ခုကိုကွဲကွဲပြားပြားထိသွားပြီဆိုရင်လေကိုယ့်ရဲ့လက်ရှိဆက်ဆံရေးတွေပဲဖြစ်ဖြစ်အနာဂတ်မှာထူထောင်မဲ့ဆက်ဆံရေးတွေပဲဖြစ်ဖြစ်ပို့ပြီးတော့ကြားမှာတဲ့လမ်းကြောင်းကိုပို့ပေးနိုင်မှာတည့်ချပါတယ် ဟုတ်ပြီအရာစိတ်ဝင်စားဖို့ကောင်းတယ်ကဲဒါဆိုရင်အခြေခံလေးနဲ့နေဆက်လိုက်ကြရအောင် interdependence အပြန်အလှမိခိုမှုဆိုတာလေတိတိကျကျဘာကိုဆိုလိုတာပါလဲမိခိုမှုဆိုတဲ့စကားလုံးပါတော့တချို့နားလည်ဖို့လွယ်နိုင်တယ်အပြစ်သဘောဆောင်တဲ့မိခိုမှုမျိုးမဟုတ်ဘူးလို့နားလည်ထားပါလိမ့်ရှင် သိကြပါလိမ့်ခင်ဗျာ interdependence ဆိုတာကဆက်ဆံရေးတစ်ခုတည်းမှာရှိတဲ့လူမျိုးစလုံးကလေသူတို့ကြားကစိတ်ပိုင်းဆိုင်ရာချိတ်ဆက်မှုအဲ့ဒီ connection ရဲ့အရေးပါပုံကိုတန်ဖိုးထားတဲ့အတိမတ်ပြုတဲ့တယောက်ကိုတယောက်အားပေးတယ်ကူညီတယ်လိုအပ်ရင်မိခိုတယ်ဒါပေမဲ့အရေးကြီးဆုံးအချက်ကဘာလဲဆိုတော့အဲ့လိုချိတ်ဆက်နေရင်ကိုယ့်ရဲ့ကိုယ်ပိုင်လက္ခဏာ sense of self ပေါ့ဗျာအဲ့ဒါကိုလေခိုင်ခိုင်မာမာစက်ထိန်ထားနိုင်တာမျိုးကိုဆိုလိုတာပါ အော် တယောက်ထဲမှာတယောက်လုံးလုံးပျော်ဝင်သွားတာမျိုးမဟုတ်ဘူးပေါ့တီးခြားလူသားနှစ်ယောက်အနေနဲ့ခိုင်မာစွာရပ်တည်ရင်းနဲ့မှခိုင်မာတဲ့ချိတ်ဆက်မှုတစ်ခုကိုတိစောက်တာမျိုးပါ ဒီနေရာမှာစိတ်ဝင်စားစရာတစ်ခုကဆောင်းပါးထဲမှာပြောထားတဲ့အားနည်းချက်ကိုထုတ်ပြနိုင်ခြင်း vulnerability ကိုတန်ဖိုးထားတယ်ဆိုတဲ့အချက်ပဲကျမတို့လို့ဖွဲ့စည်းမှာကြတော့များသောအားဖြင့်ကိုယ့်အောက်ကိုကိုရမယ်အားနည်းချက်မပြဘူးဆိုတဲ့အတွေးမျိုးကရှိနေကြတော့လေဆက်ဆံရေးမှာ vulnerability ပြတာကကောင်းတယ်ဆိုတာနည်းနည်းတော့ထူးခြားသလိုပဲ အဲ့ဒါကတကယ်တော့ interdependence ရဲ့အားသာချက်အင်းအားတစ်ခုလို့ပြောလို့ရတယ်ကိုယ့်ရဲ့အားနည်းချက်တွေကိုယ့်ရဲ့စိုးရိမ်မှုတွေကိုကိုယ်တကယ်ယုံကြည်ရတဲ့လက်တွဲဖို့ကိုဖွင့်ဟပြနိုင်ခြင်းလိုအပ်တဲ့အချိန်မှာအကူအညီတောင်းရခြင်းဒါတွေကစိတ်ပိုင်းဆိုင်ရာယဉ်ကျေးမှု emotional intimacy ကိုအမှန်တကယ်တည်ဆောက်ပေးနိုင်တဲ့တော့ချက်ပဲဗျာ ဟုတ်ကဲ့ လူတွေကဒါကိုအားနေချက်လို့ရှုမိတတ်ကြတာကနည်းနည်းလေးလွဲမားတဲ့အမြင်လို့ပြောရမယ်တကယ်တော့ဒါဟာယုံကြည်မှုနဲ့တတိရဲ့လက္ခဏာတစ်ခုပါကိုယ့်ရဲ့အစစ်မှန်ဆုံးပုံစံကိုမျှဝေရတာပေါ့ဒါပေမဲ့ဟန်ချက်ညီမှုလို့လို့တယ်နော်ကိုလုံးဝကာကွယ်မှုမရှိပဲအကုန်ဖွင့်ချတာမျိုးလည်းမဟုတ်ပြန်ဘူးယုံကြည်မှုတိဆောက်ပြီးသားဆက်ဆံရေးတစ်ခုမှတင်းတော်တို့လိုမျှဝေတာကိုဆိုလိုတာပါ ဟုတ်ပြီ variability ဖြစ်ဖို့ယုံကြည်မှုလို့တလို့ကိုယ့်ကိုဖြစ်ခွင့်ရဖို့ကိုယ်တန်ဖိုးထားမှုတွေကိုလည်းစုပ်ကင်ထားနိုင်ဖို့အရေးကြီးတယ်လို့ဆိုလိုတာပေါ့နော်ဆိုလိုတာကကိုလက်တွဲ for ကြောင့်ကိုကြိုက်တာတွေကိုယုံကြည်တာတွေကိုအလော့ပေးလိုက်ရတာမျိုးဆွတ်လွတ်လိုက်ရတာမျိုးမဖြစ်သင့်ဘူးပေါ့ အတေးကြပဲဗျာကိုယ့်ရဲ့တန်ဖိုးထားမှုစနစ်ကိုယ့်ရဲ့ယုံကြည်ချက်တွေကိုယ့်ရဲ့ဝါဒနာတွေကိုယ့်ရဲ့အားလာချိန်လှုပ်ချင်တာတွေဒါတွေအားလုံးကိုအလျော့ပေးစရာမလိုဘူးကျမ်းမာတဲ့ဆက်ဆံရေးဆိုတာကိုယ့်ကိုဖြစ်ခွင့်ပေးထားတယ်လို့ပဲကိုယ့်လက်တွဲပေါ်ကိုလည်းသူ့ရဲ့ကိုယ်ပိုင်လက္ခဏာနဲ့ဖြစ်တည်ခွင့်ပေးရမှာပါ ဥယျာဉ်ဥမာလေးသဘောကျတယ်ခုနပြောသွားတာ ဟုတ်ကဲ့ဥယျာဉ်တစ်ခုလို့ပေါ့ပန်းမျိုးစုံသူ့ရောင်နဲ့သူလက်ပါနေမှာဥယျာဉ်တစ်ခုလုံးကပို့ပြီးတော့တင့်တယ်ပါလေတရောင်နဲ့ဖြစ်သွားရင်ကြာရင်ငီးဝဲစရာကောင်းသွားနိုင်တယ် ဟုတ်ပါဒါမဲ့တချို့လူတွေအတွက်ကြတော့ကိုယ့်အားကိုကိုယ်လွှမ်းတဲ့ပုံစံ overly independent ဖြစ်နေရင်လေဒီလိုအပြန်လည်မိခိုးတဲ့ပုံစံကိုကိုပြောင်းဖို့နည်းနည်းခက်ခဲနိုင်မယ်ထင်တယ်ကျမတို့ငယ်ငယ်ကလေးကကိုတော့ကိုနိုင်ရမယ်ဆိုပြီးအတင်ခံခဲ့ရတာလည်းရှိတယ်လေ အဲ့ဒီအချက်ကအရန်အရေးကြီးပါတယ်လွတ်လပ်မှု independence ကိုတန်ဖိုးထားတာကကောင်းပါတယ်သူ့ဟာနဲ့သူတော့ကောင်းတယ်ဒါပေမဲ့လွန်ကဲသွားရင်အစွမ်းရောက်သွားရင်တော့ပြဿနာရှိလာနိုင်တယ်ကိုယ့်ဘာသာကိုအရာအလုံးကိုလုံနိုင်တယ်ဘယ်သူအကူအညီမှမလိုဘူးဘယ်သူကိုမှစိတ်ပိုင်းဆိုင်ရာအရာအာမကိုဘူးဆိုတဲ့စိတ်ကအခက်မသိရင်သူတစ်ပါးနဲ့အတိပဲရှိတယ်
next shine နဲ့စိတ်ပိုင်းဆိုင်ရာချစ်ဆက်မှုတိဆောက်ဖို့အကြီးမားဆုံးအတားအဆီးဖြစ်သွားစေနိုင်တယ် တတိုင်းကြီးလို့ဖြစ်သွားတာပေါ့ ဟုတ်တယ်တတိုင်းတစ်ခုလိုဖြစ်သွားတာပေါ့လူဆိုတာကပင်ကိုတဘာဝရကလူမှုဆက်ဆံရေးသတ္တဝါတွေပဲလေအတိုင်းအတာတစ်ခုအထိတော့အပြန်လန်ချစ်ဆက်မှုလိုအပ်ပါတယ် ကောင်းပြီဒါဆိုရင် interdependence ရဲ့အခြေခံသဘောတရားကိုတော်တော်လေးရှင်းလင်းသွားပြီလို့ထင်ပါတယ်အခုသူ့ကိုပို့ပြီးတော့နားလည်သွားအောင်သူ့နဲ့မားယွင်းလေးရှိတဲ့ကျမ်းမာမှုမရှိတဲ့ပုံစံလို့ဆိုတဲ့ codependence ဆိုတာဘာလဲဆိုတာကိုခွဲခြားသိမြင်ဖို့လိုလာပြီဒီနှစ်ခုကနာမည်နည်းနည်းစင်တအောင်ရှိပြီမယ်အနှစ်သာရကလုံးဝကွဲပြားတယ်လို့ဆိုတာတယ်နော် လုံးဝကွဲပြားပါတယ်ဟုတ်ကဲ့ codependence ဆိုတာက interdependence ရဲ့စန့်ကျင်ဘက်အစွန်းတစ်ဖက်လိုတောင်ပြောလို့ရမယ်ဒီမှာကြတော့လေကိုယ့်ရဲ့ကိုယ်ပိုင်တန်ဖို့ကိုယ့်ရဲ့စိတ်ချမ်းသာမှုကကိုယ့်အတွင်းထဲမှာမရှိတော့ဘူးအပြင်ကလူတွေရောအထူးသဖြင့်ကိုယ်လက်တွဲဖို့အပေါ်မှာလုံးလုံးလျားလျားမိခေါ်နေတာဖြစ်တယ် အော် ကိုတန်ဖို့ရှိတယ်လို့ခံစားရဖို့သူများရဲ့တတိအမှတ်ပြုမှုလိုနေတာဒါမှမဟုတ်သူများရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးနေရမှာကိုကတန်ဖို့ရှိတယ်လို့ခံစားရတာမျိုးဒါမှမဟုတ်ကိုလိုအပ်ချက်အားလုံးကိုလက်တွဲဖို့ကဖြည့်ဆည်းပေးမှကျင့်တတ်တာမျိုးပေါ့အစွန်းနှစ်ပတ်ပေါ့ codependence နဲ့ပတ်သက်ပြီးတော့လေမိသားစုနဲ့အိမ်ထောင်ရေးကုထုံပညာရှင်ဒါလင်းလန်ဆာရဲ့အဆိုကိုလည်းစောင်းဝါးမှာကိုးကားထားတာတွေ့တယ်သူက codependence ဆိုတာကိုယ့်ရဲ့ပင်ကိုလက္ခဏာပျောက်ဆုံးနေပြီးတော့အတွေးခေါ်တဲ့အဖြူမှုတွေကပြင်ဘက်ကလူတွေရောက်ဒါမှမဟုတ်ပစ္စည်းတစ်ခုခုဒါမှမဟုတ်လိမ်ကိစ္စလောင်းကစားလို့ဖြူမှုတစ်ခုခုအပေါ်မှာလုံးလုံးမိခိုနေတာမျိုးလို့ဆိုထားတယ်ကိုဘဝရဲ့ဘ ഹു ချက်ကကို့အပြင်ပဲရောက်နေတဲ့သဘောမျိုးပေါ့နော် ဟုတ်ပါတယ်အဲ့လိုခြေအနေမျိုးကကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုကိုအကြီးအထိခိုက်စေနိုင်တယ် codependence ဆက်ဆံရေးရဲ့လက္ခဏာတွေကိုကြည့်လိုက်ရင်ဒါကိုပိုပြီးရှင်းရှင်းလင်းလင်းနိုင်ပါတယ်အဓိကချက်ကတော့ dynamic တွေ boundaries တွေအားနေတာဒါမှမဟုတ်လုံးဝမရှိတာပဲဘယ်ရာကကိုခံစားချက်လဲဘယ်ရာကကိုတောင်းဝန်လဲကိုလိုအပ်ချက်လဲဘယ်ရာကလက်တွေ့ပေါ်ရဲ့ခံစားချက်တာဝန်လိုအပ်ချက်လဲဆိုတာတွေရောထွေးနေတာတည်းခွဲခြားလို့မရတော့ဘူး ဟုတ်ကဲ့နည်းနည်းမရှိတော့ကိုပျောက်ဆုံးသလိုဖြစ်သွားနိုင်တာပေါ့တခြားလက္ခဏာတွေအနေနဲ့ကောဘာတွေရှိသေးလဲရှင် အများကြီးရှိတယ်ဗျာဥမာသူတစ်ဖက်စိတ်ကျဉ်တဲ့အောင်အမြဲတမ်းလိုက်လုံနေတာ people pleasing behaviors ပေါ့ အာဟုတ် ကိုလိုအပ်ချက်တဲ့သူများလိုအပ်ချက်ကိုရှေ့တန်းတင်လွှန်းတာမျိုးညှဉ်းဆန်ဖို့ခက်ခဲတာမျိုးပေါ့နောက်တစ်ခုကစိတ်ခံစားချက်ကိုအလွန်အမြင့်တုံ့ပြန်တတ်တာ reactivity ပေါ့ reactivity ဟုတ်တယ်တည်သေးမွားကိစ္စလေးတွေကိုတော့စိတ်ခံစားချက်အတက်အကျအယမ်းမြန်ပြီးတော့ပြင်းပြင်းထန်ထန်တုံ့ပြန်တတ်တယ်ဒီလိုအလွန်မြင့်တုံ့ပြန်တတ်တာကပြဿနာရဲ့အရင်းအမြစ်ကိုမဖြေရှင်းနိုင်ပဲနဲ့စိတ်ခံစားချက်တွေပဲထပ်ဆင့်ရှုပ်ထွေးစေတော့ကျမ်းမာတဲ့ဆက်သွယ်မှုတည်ရှိစေတာပေါ့ ဟုတ်ကဲ့ဆက်သွယ်ပြောဆိုမှုပုံစံနေစားလေကျမ်းမာမှုမရှိဘူး unhealthy communication လို့ဆိုတယ်ဆိုလိုတာကပွင့်ပွင့်လင်းလင်းပြောဆိုတာမျိုးထက်သွယ်ဝိုက်ပြီးလက်ဖက်ပြောတာတစ်ဖက်သားကိုထိန်းချုပ်ဖို့ကြိုးစားတာ manipulation မျိုးတွေပါလာနိုင်တာလား ဟုတ်ပါတယ်တည့်ရိပ်ပြောရမယ့်အစားရေအမြက်တွေတုံးတာအပြစ်ရှိသူလိုခံစားရအောင်လုပ်တာဒါမှမဟုတ်အခြားလက်ဖျားတဲ့နီးလန်းတွေတုံးပြီးတော့ကိုလိုချင်တာကိုရအောင်ကြိုးစားတာမျိုးတွေတွေ့ရတတ်တယ်ဒါမျိုးကစိတ်ပိုင်းဆိုင်ရာယဉ်ကျေးမှုအစစ်အမှန် emotional intimacy ကိုတိစောက်ဖို့အရင်ခက်ခဲစေပါတယ်ဘာလို့လဲဆိုတော့ပွင့်လင်းမှုနဲ့ရိုးသားမှုမရှိတော့ဘူးလေ ထိန်းချုပ်လို့တဲ့အပြုအမူတွေ controlling behaviors တွေအပြန်အလှန်အပြစ်တင်တာတွေ blaming each other ပေါ့နော်ဒါတွေလည်းပါနိုင်တယ်နော်တရားရုပ်ကဆက်ဆံရေးကိုထိန်းချုပ်အောင်စ조사တာမျိုးပြဿနာတစ်ခုဖြစ်လာရင်ကိုယ်မှလည်းတာဝန်ရှိတယ်လို့မမြင်ပဲတစ်ဖက်လူကိုပဲလက်ညှိုးထိုးတာမျိုးတွေဖြစ်တတ်တယ်ပေါ့ဒါတွေအောင်ရဲ့အရင်ခံကိုကြည်လိုက်တော့ကိုလေးစားမှုနေပါချင်း low self esteem ကအဓိကအခန်းကဏ္ဍကနေပါဝင်နေတာကိုတွေ့ရတတ်ပါတယ်ကိုတံဖို့ကိုယ်တိုင်မမြင်နိုင်တဲ့ထားကြတော့အပြင်ကလူတွေရဲ့အတိမတ်ပြုမှုဒါမှမဟုတ်ဆက်ဆံရေးတစ်ခုခုကနေတဆင့်ကိုတံဖို့ကိုရှာဖွေဖို့စ조사လာကြတယ်ဟုတ်ကဲ့နောက်ဆုံးဆိုးကြကတော့ဆက်ဆံရေးပြင်းပါမှာလေကိုပိုင်စိတ်ဝင်စားမှုတွေရီမန်းချက်တွေပျောက်ဆုံးသွားတာပါပဲဘဝတစ်ခုလုံးကဒီဆက်ဆံရေးတစ်ခုတည်းအပေါ်မှာပဲလုံးလုံးပုံအပ်ထားတဲ့လိုမျိုးဖြစ်သွားတတ်ပါတယ်ဒီလက္ခဏာတွေကိုကြည့်ရတာကို dependent ဆက်ဆံရေးဆိုတာတော်တော်လေးကိုကျန်းမာမှုမရှိဘဲနဲ့လူတစ်ယောက်ရဲ့တိုးတက်မှုကိုအကြီးကျယ်အဟန့်အတားဖြစ်စေနိုင်တဲ့ပုံပဲနော်ကိုယ်ပိုင်လက္ခဏာပျောက်ဆုံးပြီးတော့အဖြစ်ရှိသလိုရှက်သလိုခံစားချက်တွေနဲ့လဲထွက်လို့မရဖြစ်သွားနိုင်တယ်မှန်ပါဗျာဒါကြောင့်မလို့ interdependence နဲ့ codependence ကြားကခြားနားချက်ကိုတည်ဖို့ကအရန်ကိုအရေးကြီးတာပါ interdependence ကငါတို့ဆိုတဲ့ခံစားချက်ကိုပြီးပြီမဲ့ငါကိုမပျောက်ဆုံးဆွဲဘူးcodependence ကတော့ငါပျောက်ပြီးငါတို့ထဲမှာမြင့်မြုပ်သွားတာဒါမှမဟုတ်ငါက
ခုမရှိရင်မဖြစ်တော့ဘူးဆိုတဲ့အဆုံးရောက်မိခိုမှုမျိုးဖြစ်နေတာပါ အခုဆိုရင် interdependence ရဲ့အားတာချက်တူရော codependence ရဲ့အားနည်းချက်တွေကိုရောတော်တော်လေးရှင်းရှင်းလင်းလင်းမြင်လာပြီလို့ထင်ပါတယ်ဒါဆိုရင်လေ interdependence ကဆက်ဆံရေးအတွက်ဘာကြောင့်ဒီလောက်တောင်ကောင်းကျိုးများပြီးကျမ်းမာစေတာလဲဆိုတာကိုနည်းနည်းပိုပြီးအသေးစိတ်ဆွေးနွေးကြည့်အောင်သူ့ရဲ့အဓိကအကျိုးကျေးဇူးတွေလားပါတယ်ဖြစ်မလဲရှင် အဓိကအကျိုးကျေးဇူးကတော့ခုနပြောခဲ့သလိုပဲကိုယ်ပိုင်လက္ခဏာ self နဲ့သူတစ်ပါးနဲ့ချိတ်ဆက်မှု connection with others ကြကဟန်ချက်ညီမှု balance ကိုဖန်တီးပေးနိုင်လို့ပါပဲ balance ဟုတ် ကိုဟာကိုယ့်ဘာသာကိုပြည့်စုံတဲ့လူသားတစ်ယောက်ဖြစ်တယ်ဆိုတာကိုအတိမတ်ဖြူထားတယ် အဲ့ဒါကြောင့်တယောက်ကိုတယောက်လိုအပ်ချက်တွေဖြည့်ဆည်းပေးကြပြီးမဲ့ codependence မှာလိုမျိုးတစ်ဖက်သားစီကကိုယ်တန်ဖို့ကိုအတင်းကြပ်လာဖွေတာမျိုးဒါမှမဟုတ်ကိုတန်ဖို့ရှိတယ်လို့ခံစားရဖို့တစ်ဖက်သားကိုအမြဲတမ်းပေးဆက်နေရတာမျိုးမဟုတ်ဘူးပေါ့နော်ပြေကန့်ချင်းရောလက်ခံချင်းပါစမ်းမာတဲ့ဟန်ချက်ညီမှုမျိုးရှိနေတယ်ပေါ့ ဟုတ်ပါတယ်နောက်တစ်ခုစိတ်ဝင်စားဖို့ကောင်းတာကလေ interdependence ကဆက်ဆံရေးကိုလုံခြုံတဲ့ခိုလုံရာ safe haven ဖြစ်စေတယ် safe haven ဟုတ်တယ်နေရာစလုံးကကိုဟာတန်ဖိုးထားခံရတဲ့ chicken မြတ်နို့ခံရတဲ့ကိုယ့်ရဲ့အစစ်အမှန်အတိုင်းလက်ခံခြင်းခံရတယ်လို့ခံစားရတဲ့နေရာတစ်ခုဖြစ်လာတယ်ဒီလိုလုံခြုံတဲ့ခံစားချက်ကအပြင်လောကရဲ့ဖြေရတဲ့စင်ခေါ်မှုတွေကိုရင်းဆိုင်ဖို့အတွက်ခွန်အားတွေပြင်းနိုင်တယ် အေး safe haven ဆိုတဲ့အတုံးအနှုံးကိုသဘောကျတယ်ရှင်ဆိုလိုတာကကိုအခက်ခဲကြုံတဲ့အခါစိတ်သက်ကြတဲ့အခါမျိုးမှာကိုလက်တွဲ for ကကိုဘက်မှာရှိနေမယ်ကိုကိုနားလည်ပေးမယ်အားပေးကူညီမယ်ဆိုတဲ့ယုံကြည်စိတ်ချမှုမျိုးကိုရရှိစေတယ်ပေါ့ဒီစိတ်ချမှုကဆက်ဆံရေးတစ်ခုရဲ့တန်ဖိုးရှိဆုံးအင်အားတွေကတစ်ခုပဲဖြစ်မယ်ထင်တယ် အတိအကျပါပဲဒီလိုလုံခြုံစိတ်ချရမှုနဲ့ယုံကြည်မှုကဆက်ဆံရေးတစ်ခုကိုရေရှည်တည်တံ့ဖို့အဓိကလောင်းစာလွတ်တောင်ပြောလို့ရတယ်ဒါအပြင် interdependence ကကိုယ့်ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေကိုချမှတ်ဖို့လွတ်လပ်ခွင့်ကိုလည်းပေးတယ်ဆက်ဆံရေးပြတ်သွားမှကြောက်လို့ကိုယ်စိတ်ဆန္ဒကိုမျိုးတိထားစေရမလို့တော့ဘူးကိုတိုးတက်မှုအတွက်ကိုယ့်ရည်မှန်းချက်အတွက်လိုအပ်တဲ့ဆုံးဖြတ်ချက်တွေကိုချမှတ်နိုင်တယ်ကိုယ်လမ်းကိုဆက်လို့ရတယ် ကောင်းပြီဒီလို့ဆို interdependence ရဲ့အကျိုးကျေးဇူးတွေကတော်တော်လေးရှင်းလင်းလွှားပြီဒါဆိုရင်လက်တွေ့မှာပေါ့နော်ဒီလိုကျန်းမာတဲ့ interdependence ဆက်ဆံရေးတစ်ခုရဲ့လက္ခဏာတွေကဘာကြီးဖြစ်မလဲကိုယ်ဆက်ဆံရေးကကျန်းမာရဲ့လား interdependence ဖြစ်ရဲ့လားဆိုတာကိုဘယ်လိုအချက်တွေနဲ့တိုက်နာကြည့်နိုင်မလဲရှင် ကောင်းမွန်တဲ့လက္ခဏာတွေတော့အများကြီးရှိပါတယ်ခင်ဗျာပထမဆုံးနဲ့အရေးကြီးဆုံးတစ်ခုလို့ပြောချင်တာကတော့ကျန်းမာတဲ့နေနေများ healthy boundaries ရှိခြင်းပါပဲ boundaries ဟုတ်ကဲ့ ကိုယ့်ရဲ့ကိုယ်ပိုင်နေရာကိုယ်ပိုင်အချိန်ကိုယ်စိတ်ခံစားချက်ကိုယ်တာဝန်ဝတ္တရားတွေဒါတွေကိုရှင်းရှင်းလင်းလင်းသိရှိပြီးတော့အဲ့ဒါတွေကိုလေးစားမှုရှိရှိဆက်သွယ်ပြောဆိုနိုင်စွမ်းရှိတာမျိုးပေါ့ကျမ်းမာတဲ့နေနေဆိုတော့ကိုယ့်နေရာကိုတာဝန်တည်ဖို့တက်တက်မဟုတ်ဘူးနော်ကိုယ်ပိုင်လက္ခဏာကိုမပျောက်ဆုံးစေဘဲနဲ့အရင်းနှီးမှုကိုတည်ဆောက်နိုင်ဖို့အခြေခံအုံမြစ်ဖြစ်တယ် နေနေမေ့ပြီးရင်တော့အရေးကြီးတာကဆက်သွယ်ပြောဆိုမှုပဲဖြစ်မဲ့ထင်တယ်တက်ကြွစွာနားထောင်ခြင်း active listening ဆိုတာကကိုယ်မြင်ကိုချဖို့လောကြီးမလုပ်ပဲနဲ့တစ်ဖက်သားပြောတာကိုတကယ်နားလည်အောင်စူးစမ်းနားထောင်တာမျိုးဆိုလိုတာလားရှင် ဟုတ်ပါတယ်တစ်ဖက်လူရဲ့စကားလုံးတွေနောက်ွယ်ကသူတို့ရဲ့ခံစားချက်တွေလိုအပ်ချက်တွေကိုပါနားလည်ဖို့ကြိုးစားတာပေါ့ပြီးတော့ရှင်းလင်းတဲ့ဆက်သွယ်ပြောဆိုမှု clear communication လည်းလိုအပ်တယ် clear communication ဟုတ်တယ်ကိုယ်ခံစားချက်ကိုလိုအပ်ချက်ကိုစိုးရိမ်မှုတွေကိုရိုးရိုးသားသားပွင့်ပွင့်လင်းလင်းပြောပြရရမယ်တစ်ဖက်လူကသူ့ဘာသာသူတီးလိမ့်မယ်လို့မျှော်လင့်မနေပဲနဲ့ကိုယ်တိုင်ပြောပြဖို့လိုရဲ့ နောက်တစ်ချက်ကကိုယ်ပိုင်စိတ်ဝင်စားမှုတွေအတွက်ချိန်ပေးခြင်း time for personal interest ပေါ့ဒါလည်းအရေးကြီးတယ်လို့ထင်တယ်ဆက်ဆံရေးတစ်ခုတည်းမှာပဲချိန်ကုန်နေရမျိုးမဟုတ်ပဲကိုယ်ဝါသနာကိုယ်တငယ်ချင်းကိုယ်မိသားစုတွေလည်းချိန်ပေးနိုင်မှာကိုယ်ပိုင်လက္ခဏာကိုထင်သိမ်းထားနိုင်မှာပေါ့နော်အမှန်ပဲဗျာဒါပြင်ကိုယ်ဖြူမို့အတွက်ကိုယ်တိုင်တာဝန်ယူခြင်း taking personal responsibility လည်းအရေးကြီးတယ်ပြဿနာအခုခုဖြစ်လာရင်တစ်ဖက်လူကိုချီးပဲဖြစ်တယ်မနေပဲကိုယ့်ဘက်ကမားတာလိုအပ်တာရှိရင်လည်းဝန်ခံရေးပြီးတော့တာဝန်ယူစိတ်ရှိရမယ်ဒါကရင်းချက်မှုရဲ့လက္ခဏာတစ်ခုပဲ ဟုတ်ကဲ့ခဏကပြောခဲ့တဲ့အားနည်းချက်များထုတ်ပြနိုင်ရန်လုံခြုံသောပတ်ဝန်းကျင်ဖန်တီးပေးခြင်း creating safety for vulnerability ကလည်းဒီလက္ခဏာတွေထဲမှာပြန်ပါလာပြန်ပြီနော်ကိုယ့်ရဲ့အားနည်းချက်ကိုဖွင့်ဟပြတဲ့အခါအဖြစ်တင်ကဲ့ရဲ့ခံရမှာမကြောက်ရတဲ့ပတ်ဝန်းကျင်မျိုးပေါ့ ဒါပေါ့ဒါမှစင်မန်းတဲ့ယဉ်နီးမှုဆိုတာကိုတည်ဆောက်နိုင်ပါလေနောက်ပြီးတော့တယောက်နဲ့တယောက်ထိတွေ့ဆက်ဆံခြင်းတုံ့ပြန်ခြင်း engaging and responding လည်းရေးချတယ် engaging and responding ဟုတ်တယ်တယောက်ကစကားဆလာရင်အကူအညီတောင်းလာရင်နောက်တစ်ယောက်ကစိတ်ဝင်စားစားနဲ့တုံ့ပြန်ဆက်ဆံတာမျိုးကဆက်ဆံရေးကိုခိုင်မာစေတယ်ပြီးတော့ကျန်းမာတဲ့ကိုလေးစားမှု healthy self esteem ရှိဖို့ကလည်းမရှိမဖြစ်လို့ရတယ်ဗျ
ကိုတန်ဖိုးကိုကိုနားလဲမှာတူတပားကိုလည်းကြမ်းမတဲ့နည်းနဲ့ဆက်ဆံနေမှာ နောက်ဆုံးအနေနဲ့ပွင့်လင်းခြင်းချင်းကပ်ရလွယ်ကူခြင်း being open and approachable ပေါ့ကိုလက်တွေဖော်ကကိုကိုလွတ်လွတ်လပ်စကားပြောဖို့အကူအညီတောင်းဖို့အဆင်ပြေတယ်လို့ခံစားရစေတာမျိုးစိတ်တကားကိုပိတ်ထားတာမျိုးမဟုတ်ပဲတယောက်နဲ့တယောက်လွယ်လွယ်ကူကူချင်းကပ်လို့ရနေတဲ့အခြေအနေမျိုးပေါ့နော် ဒီလက္ခဏာတွေအားလုံးကတစ်ခုနဲ့တစ်ခုချိတ်ဆက်နေတယ်ဗျတစ်ခုကောင်းရင်နောက်တစ်ခုကလိုက်ကောင်းလာတာမျိုးပေါ့အပြန်လန်းအကျိုးပြုနေတယ် အခုလက္ခဏာတွေအများကြီးတည်သွားပြီလက်တွေ့မှာပေါ့ဒီလို interdependent ဆက်ဆံရေးမျိုးကိုတိဆောက်ဖို့ဘာလို့လုပ်ရမလဲရှင်အထူးသဖြင့် co-dependent ဖြစ်နေတဲ့အလိချင်းတွေရှိခဲ့ရင်ဒါမှမဟုတ်ကိုယ့်ဟာကိုယ်လွတ်တဲ့ပုံစံကနေပြောင်းလဲချင်ရင်ဘယ်ကစရမလဲ ဒါကအရန်ရေးကြီးတဲ့မိကိုမှာအဓိကတောက်ချက်ကတော့လေဆက်ဆံရေးတစ်ခုမစတင်ခင်ဒါမှမဟုတ်လက်ရှိဆက်ဆံရေးကိုပြန်တုံးတက်တဲ့အခါမှာပဲဖြစ်ဖြစ်ကိုဘာလို့လဲဆိုတာကိုတတိပြုမိနေဖို့ပါပဲ mindfulness of who you are ပေါ့ ကိုတတိပြုမိဖို့ဟုတ်တယ်လူတော်တော်များများကအထီးကျန်မှာကြောက်လို့တယောက်တည်းမဖြစ်ချင်လို့ဆက်ဆံရေးတစ်ခုကိုအလွယ်တကူစတင်လိုက်တတ်ကြတယ်အဲ့လိုစိတ်ခံစားချက်အပေါ်အခြေခံပြီးဆက်ဆံရေးတစ်ခုကိုစတာထက်ကိုယ်တိုင်အချိန်ပေးပြီးတော့ကိုဘာလို့လဲကိုယ့်ရဲ့တန်ဖိုးထားမှုတွေကဘာတွေလဲကိုယ့်ရဲ့လိုအပ်ချက်တွေကဘာလဲဆက်ဆံရေးတစ်ခုကနေကိုဘာကိုအမှန်တကယ်လိုချင်တာလဲဆိုတာဒီကိုတိတိကျကျစမ်းစစ်ဖို့လိုပါတယ်။အော်ကိုအရင်သိအောင်လုပ်ဖို့လိုတယ်ဆိုတဲ့သဘောပေါ့နော်။ကိုနားလည်မှု self awareness ကခြေခံပဲဒီလိုကိုယ်တိုင်စမ်းစစ်ခြင်း personal reflection ခနဲ့နားလေအတိအရနဲ့ဆက်ဆံရေးတစ်ခုကိုစတင်ရင်အစကတည်းကပိုပြီးခိုင်မာတဲ့အုံမြစ်ပေါ်မှာတည်ဆောက်နိုင်မယ်ဆိုတဲ့သဘော အတိအကျပဲဗျာကိုတိချင်းကကိုနဲ့နေမိကိုဘလို့တတ်မှန်မလဲကိုလိုအပ်ချက်ကိုဘလို့စတဲ့ပြောဆိုမလဲဆိုတာတွေကိုပါလိုင်းညွန်ပေးနေတယ်ဒီနေရာမှာတခြားကိုတုံးပညာရှင်တယောက်ဖြစ်တဲ့ Sharon Martin ရဲ့အကြံပြုချက်တွေကအရန်လက်တွေ့ကြတယ်ဗျာဆက်ဆံရေးတစ်ခုမှာကိုပိုင်လက္ခဏာကိုဘလို့ထိမ့်သိမ်းမလဲဆိုတာနဲ့ပတ်သက်ပြီးသူကအချက်မြစ်ချိုးပေးထားတယ် ကောင်းလိုက်တာအဲ့ဒီအကြံပြုချက်တွေကိုမျှဝေပေးပါအောင်ရှင်ဥပမာကိုပါကြိုက်လေကိုတို့ပါရည်ကြီးလဲတိပါဆိုတာမျိုးလား ဟုတ်ပါတယ်ပထမဆုံးကကိုယ့်ရဲ့နှစ်သက်မှု preferences တွေကိုယ့်ရဲ့တန်ဖိုးထားမှု values တွေကိုကိုယ်တိုင်ရှင်းရှင်းလင်းလင်းသိနေဖို့ပဲပြီးတော့ကိုလိုချင်တာကိုတောင်းဆိုဖို့မကြောက်ပါနဲ့ကိုလိုအပ်ချက်ကိုထုတ်ဖော်ပြောဆိုခြင်းဟာတခိုးကောင်းဆန္ဒမဟုတ်ပါဘူးနောက်ပြီးတော့တငယ်ချင်းတွေမိသားစုတွေနဲ့လည်းအချိန်ဖြုံးပါဆက်ဆံရေးတစ်ခုတည်းကိုကိုယ့်ရဲ့တစ်ခုတည်းသောလူမှုကဘာကြီးမဖြစ်သွားပါစေနဲ့ ဟုတ်ကဲ့ကိုပိုင်ရီမန်းချက်တွေကိုဆက်လက်လိုက်စားပါဆိုတာရောပဲဆက်ဆံရေးကြောင့်ကိုအိမ်မက်ဒီရီမန်းချက်တွေကိုမဆက်သေးလိုက်ပါနဲ့ဆိုတဲ့အချက်ကလည်းတကယ်အရေးကြီးတယ်ကိုဝါသနာနဲ့စိတ်ဝင်စားမှုတွေအတွက်အချိန်ပေးတာကိုပျော်ရွှင်စေတဲ့အရာတွေကိုလုပ်တာတွေကကိုပြန်လဲအားဖြစ်ပေးနိုင်တယ်ပေါ့နောက်တစ်ချက်က no လို့ပြောဖို့မကြောက်ပါနဲ့ဆိုတာပဲဒါကနေနေမြင့်တတ်မှတ်ခြင်းနဲ့တရိုက်ဆက်ဆက်နေတယ်နော် ဟုတ်ပါတယ်ကိုမလုံးချင်တာကိုအတွက်အဆင်မပြေတာကိုတန်ဖိုးထားမှုနဲ့မကိုက်ညီတာတွေကိုညင်းပိုင်ခွင့်ရှိတယ်ဆိုတာကိုလက်ခံရမယ်ကျမ်းမာတဲ့နယ်နိမိတ်တတ်မှတ်နိုင်ဖို့ဆိုရင် Sharon Martin ကြံပြူသလိုပဲကိုမကြိုက်တာကိုဝင်မပစ်စေချင်တာကို no လို့ပြောရဲဖို့လိုအပ်လာပြီ အေး ဒါကတစ်ဖက်သားကိုမလေးစားတာမဟုတ်ဘူးကိုရဲ့စွမ်းအင်းနဲ့အချိန်ကိုတန်ဖိုးထားကြောင်းပြတာတာပဲနောက်ဆုံးအရေးကြီးဆုံးတစ်ချက်ကတော့သူတစ်ပါးကိုကျင့်တဲ့အောင်လုပ်ဖို့အတွက်ကိုတေးသိမ်းအောင်မလုပ်ပါနဲ့ဖုံးကွယ်မထားပါနဲ့ကိုရဲ့စစ်မှန်တဲ့ပုံစံအတိုင်းဖြစ်ဒီပါ be authentic ပေါ့ ဒီအချက်တွေအားလုံးကကိုတန်ဖိုးထားဖို့ကိုပိုင်လက်ချင်တာကိုထိမ့်သိမ်းဖို့အားပေးနေတာပဲဒါပေမဲ့အရေးကြီးဆုံးချက်တစ်ခုကဒီလိုလွတ်လပ်ခွင့်နဲ့နားလည်မှုကိုဘက်ကလိုချင်တယ်လို့ကိုလက်တွဲဖို့ကိုလည်းအလားတူပေးဖို့လိုတယ်ဆိုတဲ့အချက်ပဲဖတ်မိထင်တယ်နော် ဒါကတော့ချက်ပဲဗျာဟုတ်ပါတယ် interdependence ဆိုတာတလန်းတော့မဟုတ်ဘူးနှစ်လန်းတော့လာမှကြီးလို့ပဲကိုယ့်ရဲ့လွတ်လပ်ခွင့်ကိုယ့်ရဲ့နေနိမိတ်ကိုယ့်ရဲ့လိုအပ်ချက်တွေကိုတောင်းဖို့ထားတယ်လို့ကိုလက်တွေဖော်ရဲ့လွတ်လပ်ခွင့်သူ့ရဲ့နေနိမိတ်သူ့ရဲ့လိုအပ်ချက်တွေကိုလည်းလေးစားရမယ်အတိမပြရမယ် ဟုတ်ကဲ့ သူ့ရဲ့ကိုယ်ပိုင်လက္ခဏာသူ့ရဲ့ဝါဒနာသူ့ရဲ့တငယ်ချင်းတွေကိုလည်းအားပေးရမယ်ကိုလက်တွေဖော်ကိုလည်းဒီလို no ပြော့ခွင့်ပေးဖို့ကအပြန်လန်လင်းစားမှုရဲ့အစိတ်ပိုင်းပဲလေဒီလိုအပြန်လန်လင်းစားမှုနဲ့နားလည်မှုရှိမှသာကိုပျောက်ဆုံးမှာထိန်းချုပ်ချယ်လဲခံရမှာကြောက်စရာမလိုပဲယင်းနှွေးထွေးပြီးလုံခြုံတဲ့ဆက်ဆံရေးတစ်ခုကိုတည်ဆောက်နိုင်မှာပါ ကောင်းပါပြီရှင်ဒီနေ့ဆွေးနွေးချရတာတွေကတကယ်ကိုတန်ဖိုးရှိပါတယ်အပြန်လမ်းမီခုံမှု interdependence ဆိုတာအားနည်းခြင်းမဟုတ်ပဲကျမပြီးရရှိတည်တံတဲ့ဆက်ဆံရေးတစ်ခုရဲ့အင်အားဖြစ်တယ်ဆိုတာကိုရှင်းရှင်းလင်းလင်းမြင်လာရတယ် ဟုတ်ကဲ့ ကို dependence ရဲ့ under ရဲ့ကိုသိရှိပြီးတော့ရှောင်နိုင်ဖို့လိုသလို
ကိုယ်ပိုင်လက္ခဏာကိုထိမ့်သိမ်းရတဲ့ချစ်ခင်ရင်းနှီးမှုကိုတိဆောက်နိုင်တဲ့ interdependent ဆက်ဆံရေးမျိုးကိုတိဆောက်ဖို့စ조사တင်တယ်လို့နားလည်လိုက်ပါတယ် အနိချုပ်ရင်တို့ကိုဘသူလဲကိုဘာကိုတန်ဖိုးထားလဲဆိုတာကိုသိဖို့ချင်းယူပါကိုယ့်ရဲ့ရည်ကြီးဆုံးဆက်ဆံရေးဒီမှာဘာကိုလိုချင်လဲဆိုတာကိုတေချာဆန်းစစ်ပါကိုတန်ဖိုးထောင်းမှုတွေနဲ့ကိုက်ညီတဲ့လက်တွဲဖော်ပြီးရွေးချယ်တာဒါမှမဟုတ်လက်ရှိဆက်ဆံရေးမှာအဲ့ဒီတန်ဖိုးထောင်းမှုတွေကိုညီနိုင်ဆွေးနွေးတာတွေကရေရှည်မှာပိုချမ်းမခိုင်မာတဲ့ဆက်ဆံရေးကိုဖန်တီးပေးနိုင်ပါတယ်နဲ့မှတ်ထားရမှာက interdependence ဟာလုံခြုံမှုလေးစားမှုနဲ့တူးချင်းစီရဲ့တိုးတက်မှုတွေကိုအားပေးတဲ့ဆက်ဆံရေးပုံစံဖြစ်ပါတယ်ခင်ဗျာ ဒီနေ့ဆွေးနွေးမှုအဆုံးသတ်အနေနဲ့စဉ်းစားစရာလေးတစ်ခုထားခဲ့ခြင်းပါတယ်ရှင်ဒီအကြောင်းအရာတွေကိုနားထောင်ပြီးတဲ့နောက်မှာပေါ့နော်ကိုယ့်ရဲ့လက်ရှိဒါမှမဟုတ်အတိတ်ကဆက်ဆံရေးအတွေ့အကြုံတွေကိုပြန်ပြီးတော့စဉ်းစားကြည့်ပါ interdependence ရဲ့လက္ခဏာတွေဒါမှမဟုတ် codependence ရဲ့လက္ခဏာတွေကိုယ့်အတွေ့အကြုံတွေမှာဘယ်လိုထင်ဟပ်နေတယ်လဲဒီနေ့ဆွေးနွေးခဲ့တဲ့အချက်ဒီတွေကဘယ်ချက်ကကိုယ့်အတွက်အများဆုံးတတိပြုမိစေခဲ့တယ်လဲဒီလိုကိုယ်ပိုင်စမ်းစစ်တုံးတန်းမှုနဲ့ကိုယ့်ရဲ့ဆက်ဆံရေးတွေကိုပုံမကောင်းမွန်အောင်ပြုပြင်ပြောင်းလဲဖို့အစပြုနိုင်ပါစေလို့ဆန္ဒပြုရင်းနဲ့ပဲဒီနေ့အတွက်ဒီမှာပဲညီကုန်းချုပ်လိုက်ပါစေ ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်